မိထီလာသွားဖို့ကျွဲဆက်ကန်နေပြီးတော့ခီးစားထွက်ပါတယ်လမ်းမှာစင်နေတင်ထားတဲ့ကားနှစ်စီးကိုတွေ့ရပေါ့နော်ဒီနေရာလေးကတော့အချမ်းပူလာတဲ့နေရာလေးမျိုးတပွန်ရိုက်ထားတာဖြစ်ပါတယ်အခုကတော့ကူမဲမျိုးကိုရောက်နေပါပြီဒါကထမ်းမိနေနဲ့နေကြပင်နေနဲ့တွဲပြီးတော့မြင်ရတဲ့မြင်ကွင်းပေါ့နော်ဒါကနေကြဘန်းကင်းနေဖြစ်ပါတယ်ဒီဥစ္စာကလေကွင်းမှာဘာတွေလဲမသိဘူးအရွက်တွေစိုက်ထားတွေ့လို့ရိုက်ခဲ့တာပေါ့နော်အခုကတော့ဝမ်ဒရင်းမျိုးကိုတွေ့ရတာဖြစ်ပါတယ်ဝမ်ဒရင်းဈေးကိုလည်းတွေ့ခဲ့ရပါတယ်ပြီးတော့စီကုန်းနဲ့စီကုန်းကိုလည်းဒီနာရိုက်ခဲ့ရပေါ့နော်ပြီးတော့မိတ်ထီလာအဝင်ဝကိုရှောင်နေပါပြီပြီးတော့ဒီဥစ္စာမုံလက်ခွေတွေမုံလက်ခွေတဲ့ကြီးတွေတွေ့ရပေါ့နော်ချင်းနှောင်းရအကြီးပဲလူတယောက်တောင်ဝင်လို့ရတယ်ပြီးတော့ဒါမိတ်ထီလာထက်တန်းကြောင်အမှတ်9ပြီးတော့ဒါကလေချောင်းတက်ရှမ်းတဲမိတ်ထီလာရဲ့လေချောင်းတက်ဒါကတော့တဲမဲ့အိမ်ကိုတွားနေတဲ့လမ်းကလေးပဲဖြစ်ပါတယ် and this is outfit check ပြီးတော့ဈေးကိုတွားကြပါတယ်ဒီ outfit check မှာလိုပဲခြေအိတ်တင်နဲ့အကုန်လုံးတွားကြတယ်ပေါ့နော်ဈေးကလူတွေကတော့ခြေအိတ်တင်နဲ့မလို့အကုန်လုံးဝိုင်းကြည့်နေကြပါတယ်ဒါကတော့မိတ်ထီလာကွတ်တစ်စီရဲ့မြင်ကွင်းဖြစ်ပါတယ်မမေတို့ညီမ3ယောက်ဈေးမှာအတိနဲ့တွေ့နေတာပါပြီးတော့ဈေးကပြန်လာတဲ့အခါမမေရဲ့တငယ်ချင်းတွေတွေ့ကြပါတယ်အေးအလှလေးတွေဘယ်နေရာ3ယောက်လားအေးချောလေးတွေပါစစ်စစ်အောင်လေးတွေဟုတ်ပါအဲ့ဒီဘယ်ရောက်နေလဲဟမ်အဲ့မှာပဲလေဟုတ်လားအေးတကယ်ဟိုပြုံးနေရလေအလဲလာလာလိုက်တော့မဆွေရဟိုကလေသေးတာလေအေးတကယ်ဒီနေ့ဥပ္ပပုံနေရဒီဥပ္ပပုံပြတ်မှာဥပ္ပအေးပါနေဦးမှာမလားလက်ပြန်မှာအေးပါအေးတကယ်အေးပါနော်ငါလည်းဟိုတစ်ခါလာတွေ့ရလေခလာလေးဖုန်းနေမပြေးရောနော်တကယ်ဆိုအေးငါတကယ်ကြည့်နေလေကြည့်အောင်တွေ့ဖို့မတွေ့ရအခုကနေအောင်ပါလားနေမနေ့ကနေအောင်ပါလေအေးပြပြဥပ္ပပုံနေပြန်မှာလက်ပြန်မှာဟုတ်လားတ냐အိမ်ပေါ့ဟုတ်လားလက်ပြန်မှာစကားပြောတော့အေးပါထူလာတာပေါ့တော့ပြီနော်အေးချောလေးတွေပါဟဲ့အဲ့လိုမှမတွေ့ရင်လည်းတွေ့ရမှာမဟုတ်တော့နော်ဟုတ်ပါတဲတဲ့အိမ်ရောက်တော့နီးလက်စာကိုစောင့်ရင်းနဲ့အပေါ်မော့ကြည့်လိုက်တာဇီးပင်တွေ့လို့ချွေချပြီးတော့စားကြပါတယ်ပြီးတော့အိမ်ပေါ်ကိုရှောက်ပတ်ကြည့်ရကြည့်ပြီးတော့အောက်လဲရရောဖက်နဲ့လဲပြန်နေပါတယ်အဲ့ဒါနဲ့ပဲဖနက်အတစ်တရန်8000နဲ့တွားဝေခဲ့ရပါတယ်ဒါကတော့ဖနက်မပြတ်ခင်တုန်းကရိုက်ထားတဲ့ပုံလေးတွေဖြစ်ပြီးတော့ခုကတော့ဖနက်အတစ်နဲ့ဖြစ်သွားပါပြီပြီးတော့တဲတဲ့အိမ်မှာနီးလက်စားစားကြပါတယ်ဒါကတော့နားနေတဲ့အချိန်မြင်ကွင်းလေးပေါ့နော်အမေစားပြီးတော့မေကြီးတူမအကြီးဆုံးအိမ်ကိုတွားကြပါတယ်ပြီးတော့ကြက်တင်မွေးထားလဲတွေ့ရတယ်ပေါ့နော်လက်ဖေးဆိုင်ကိုလာတဲ့ကလေးမလေးချောချောလေးကိုတွေ့ရတဲ့တပုံခိုးရိုက်လာခဲ့ပါတယ်ပြီးတော့စနိုးမကင်းလဲမမေကလောက်ကူလာရပေါ့နော်မိထီလာဈေးကိုပတ်ကြည့်ကြပါတယ်မေကြီးတို့အရင်တုန်းကဖွင့်ခဲ့တဲ့ဆိုင်ကိုလည်းပြပြီးတော့အပြန်မှာမိတ်ဆွေဟောင်းနဲ့တွေ့ခဲ့ပါတယ်အဲ့နင်တို့မေတို့ဆိုင်ဒါမှမချို့တို့ဆိုင်ဆွမ်းနာအဲ့ဆယ်လေးပြောင်းနေတဲ့ဆိုင်တွေကငါတို့အလှကုန်ကိုစပယ်ရှယ်အဲ့လိုဟိုဟာတွေကျောင်းလာအခုနင်းချင်းဆိုင်ဆိုတဲ့ဆိုင်လေအဲ့ဒါမြင့်မေကြီးဆိုင်အဲ့ဒါလည်းခလာလေးပိုင်သွားတာပဲနောက်ပဲဆုံးအဲ့မဲ့အဲ့ဒီနင်းချင်းဆိုင်မှာစာရေးကိရိယာတွေကိုစုံထားတာသိရမလို့ဒီဘက်ကဆိုင်မှာဒီဘက်ချမ်းဆိုင်မှာအလှကုန်လေးကိုထားတာအဲ့လိုနှစ်ဆိုင်ကျောင်းလာတော့ဒီဘက်မှာပဲကျောင်းလာတယ်အဲ့လိုစာအုပ်ပိုင်းနဲ့အဲ့လိုဆိုလို့တဲ့ဆိုလို့ရှိရင်ဒီဘက်ကနေပါယူဒီဘက်မှာပဲချဒီလာကျွန်တော်မသိတယ်လို့မသိတယ်လို့မအီဟုတ်လားဖေးဖေးစင်ရောဖေးစင်ကရောမှာရမရှိဘူးပဲမတူတူသေးတယ်ဟုတ်ငါတို့မားတယ်လေပြေးမားတယ်နေလားဟုတ်တယ်ငါကြောင့်စေးပါနဲ့မားတယ်ရမသိဘူးမအီလို့ပြောရတော့မအီလို့တကယ်မရဘူးဟိုဆင်းရဲနေအမလို့အဖေနဲ့လည်းတူတယ်လေဟိုဘာလို့ဘယ်မှနေအောင်မြင်မလေးမနေအခုပါလေလာကြတာဟိုမမဆိုင်မှာမားလိုက်လို့မားထွေလို့ပါတယ်အဲ့တော့သူတို့ကမမဆိုင်မှာထိုင်ပြီးစကားတွေပြောနေတော့သူတို့ကသမီးမရလေမိတိလာမရဘူးဆိုတော့နေအောင်လို့လားလို့ငါလိုက်ပြန်မယ်လို့ဒါရမသူ့လို့ရှာဒီဘက်မျက်နှာချင်းဆိုင်မှာရင်တော့နင်တို့ဘာလို့စေးဆိုင်လို့အဲ့ဒါပြနေတာအဲ့ဒါလိုက်ပြတာဒီဒီထဲမှာဒါငယ်တော့ကျင့်နေခဲ့တဲ့ညာငါတို့ဈေးကြွက်တယ်လို့ပြတယ်
တော့သမီးတို့မှရှောက်ခွာလေးပေးလိုက်အောင် အဖေစိတ် အဖေစိတ်ရွာမယ်သမီး အ လေး ဖေစိတ်တကယ်ဆိုဖျားမိုးဖုန်းနဲ့တယ်ပါလိပြီလားဟမ်ဖျားမိုး ဒီစိတ်ဖုန်းနံပါတ်တော့ရှိတယ်ဖျားမိုးတော့မသိဘူးတော့ အဖေနေကောင်းတယ်မ ကောင်းတယ်ဒီနေ့သူမွေးနေတယ်လို့ဒီလိုဟိုတရနေ့ဆိုရင်တော့ဒီနေ့တော့မွေးနေတော့လေဒီနေ့မွေးနေ မထေရောနေကောင်းတယ်မ နေကောင်းတယ်အကုန်နေကောင်းတယ်ရသမီးက အေးအာနာတယ် ဆက်ပြားလေး ပြီးတော့ရွှေမြင့်တင်ဖျားနီကိုတွားကြပါတယ်ငကရုံဖျားကိုလည်းတွားကြတယ်ပေါ့နော်မိထီလာကန်ထဲမှာစောက်ထားတဲ့ဖောင်တော်ဖျားကိုလည်းတွားရောက်ခဲ့ကြပါတယ်ဒါကတော့မိထီလာကမ်မီကာ We Love မိထီလာဆိုတဲ့စိုက်ပုတ်ကြီးပဲဖြစ်ပါတယ်အပြန်ကြတော့ဒီဆိုင်မှာဘူတာဟောင်းကမမေရဲ့အိမ်နီးနားချင်းတငယ်ချင်းတွေကိုလည်းတွေ့ခဲ့ရပါတယ်ချင်းသေးကြီးနှစ်ကောင်ကငလင်မှာတစ်ကောင်ကြာဆုံးသွားလို့တစ်ကောင်ပဲကျန်တော့တယ်ပေါ့နော်ပြီးတော့မေကြီးရဲ့အကိုအိမ်ကိုသွားကြပါတယ်အဲ့ဒီအိမ်ကိုရောက်တော့အဲ့ဒီကခွေးတွေကစောင်းကြိုနေပါတယ် သူတို့လက်ပါလား နောက်မှာ ဒါကတော့မေးရဲ့အကိုအိမ်ပေါ့နော်မုံနေကိုတစ်ပြဲနှစ်ပြဲနဲ့စားနေကြပဲတဲမဲအိမ်ကိုပြန်ရောက်လာပါပြီဒီအိမ်ကလည်းပေါ့နော်မေကြီးရဲ့ညီမရဲ့အိမ်ဖြစ်ပါတယ်ဇောနာလက်ဖေးဆိုင်ကမေကြီးတူမအကြီးဆုံးချက်ထားတဲ့ဟင်းတွေနဲ့ညစာစားကြပါတော့မယ်ပြီးတော့ပြင်မခဏနေတယ်ခဏစကားပြောပြီးတော့အိပ်ပါပြီဒီဘလော်လေးမှာတော့တရက်တလား2026ရဲ့မိထီလာကိုပထမဦးဆုံးအကြိမ်သွားဖြစ်ခဲ့တဲ့တနေ့တာဘလော်လေးကိုရိုက်ထားတာဖြစ်ပါတယ်ဒုတိယမြောက်ရက်ကိုလည်းရိုက်အောင်မှဖြစ်တဲ့အတွက်ကြောင့်မလို့ကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်